အခုဆရာတို့เนาะ2026နှစ်တဲ့အတွက်เนาะဆရာတို့တစ်နှစ်တာကံကြမ္မာနမိတ်ပေါ့เนาะဆရာတို့ဒါ tarot card ကလေးတွေရွေးပြီးတော့ဆရာတို့เนาะဒါဟောပြမှာဖြစ်တယ်အခုကတော့တရင်းရသားသမီးအတွက်ပေါ့เนาะအဲ့တော့အခုဒီမှာတရင်းရသားသမီးတွေကဒီ2026ထဲမှာအခုဒီကနမိတ်လေးတွေရလာတယ်เนาะအဲ့တော့အခုဒီကနမိတ်တွေရပေါ့เนาะတရင်းရသားသမီးတွေကဒီ2026ထဲမှာเนาะဆရာတို့အဲ့တော့ဆိုရင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်ဒီမှာသူကဒီ2026ထဲမှာပေါ့နော်ကိုရှင်းစရာရှိတဲ့ကိစ္စတွေတခြားရှင်းလင်းပြီးတော့နော်ကိုရဲ့စိတ်မှာနော်အနောက်ရှက်ဖြစ်စေမယ့်အရာတွေကိုနော်ဒီဝီဒီယိုရှင်းလင်းနိုင်ပြီးတော့ကိုယ့်စိတ်ကိုတခြား focus ထားတကယ်အရေးကြီးအရာတွေကိုလုပ်ပြီးတော့ဒီကိုယ့်ရဲ့စိတ်ပေါ့နော်အတက်ကြဒီဖြစ်နေတဲ့ကိုယ့်ရဲ့စိတ်ကိုထိန်းကျောင်းနိုင်ပြီးတော့နော်ဆိုတော့အောင်မြင်မှုလမ်းကြောင်းကိုသွားနိုင်မှာဖြစ်တယ်။လူသစ်စိတ်သစ်နေရာတက်တဲ့ကိုယ့်ရဲ့ဘဝခီးပေါ့နော်ဒီတဲ့ထန်နီးလာအောင်ရှောက်နိုင်မှာဖြစ်တယ်။ပြောမယ်ဆိုရင်ကိုယ်ဒီဘဝကြီးရောက်လာတဲ့ခါမှာကိုယ့်ဘဝရဲ့ရွေချက်ရည်မှန်းချက်တွေကို60%နော်60%ကနေအထက်ပေါ့နော်60%ကနေ100%ထိကိုဒါကိုကဖော်ဆောင်နိုင်မယ်ဆိုတော့တစ်နှစ်ဖြစ်တယ်2026ကနော်တော်တော်လေးကောင်းတယ်အဲ့တော့ကိုယ့်ရဲ့ဒီနှလုံးသားပေါ့ကိုယ့်ရဲ့နှလုံးသားကိုဖွင့်ထားဆိုကိုယ့်ရဲ့စိတ်ထဲမှာဘာဖြစ်ချင်လဲကိုယ်နှလုံးသားကဘာဖြစ်ချင်လဲနော်ကိုယ့်နှလုံးသားကြီးကြီးလေးလေးနဲ့ထားမယ်နှစ်ဖြစ်တယ်နော်နမိတ်ရတော့စိတ်ကောင်းနှလုံးကောင်းထားပါစိတ်အေးချမ်းအောင်နေပါနော်အဲ့တော့ကိုကောင်းတဲ့အရာကြီးဆောင်ရွက်ပါတော့ကိုယ့်ရဲ့နှလုံးသားဖွင့်ထားပြီးတော့ကိုလိုချင်တဲ့ဖြစ်ချင်တာလေးတွေကိုတကယ်ကိုကောင်းကောင်းမွန်မွန်လေးနဲ့လှုပ်ဆောင်သွားယုံကြည်ချက်နဲ့လှုပ်သွားအဲ့တော့ကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ယုံကြည်ပြီးတော့ဒါတခြားစူးစမ်းသွားနော်ဒီနေ့ကအကောင်းဆုံးဖြစ်လာမယ်ပြီးတော့အခြေးမှဆိုလဲဒါ honeymoon ဆိုတဲ့ကက်ကလေးကြာလာတဲ့အတွက်ကြောင့်အခြေးမှလည်းဒါပြောမယ်ဆိုရင်တော့တော်တော်လေးဒါအဆင်ပြေတာရမယ်ပေါ့လေနော်အဲ့တော့ချစ်ကိုချစ်ရတဲ့ခီးသွားတာကြုံမယ်နော်အဲ့တော့ချစ်သူကြီးသားမရှိသေးဘူးဆိုလဲကိုခီးသွားရင်းနဲ့ကိုဟိုတကယ်ကိုချစ်ရတယ်လို့ပေါ့နော်ကိုချစ်ရတယ်ကိုအတွက်တကယ်ဒါကိုချစ်ခင်ညနူရနှစ်သက်လူမျိုးနဲ့ဆုံတွေ့နိုင်နေဆိုတော့နှစ်ဖြစ်တာပေါ့နော်2016ထဲမှာဒွိနေတာသမီးခီးသွားပေါ့လေဟုတ်ပြီနော်အဲ့တော့ comment မှာနော်ဒီနှစ်တာလုံးကကံကောင်းပြီဆိုပြီးရေးတော့ပါနော်မိမိတို့တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဒီဗီဒီယိုလိုက်ကန်ရှင်းလုပ်သွားပေးပါအားလုံးပဲကိုစိတ်နှပြချမ်းသာကြပါစေ